အားလုံးပဲမင်္ဂလာပါ welcome to my channel ဒီနေ့ကတော့ညီမခောက်ဆွဲကြော်ကြော်စားပါမယ်ရှင်ပရိသတ်ကြီးတို့ကြည့်ရှုပါအောင်ရှင်ပထမဦးစွာစက်သွန်ဖြူပါပါလီပါမယ်ခောက်ဆွဲကြော်ကြော်ကိုစက်သွန်ဖြူပဇွန်မုံလာဥခေါ်ပြီးတော့စက်ဥသုံးလုံးတို့ကိုပြင်ဆင်ထားပါတယ်ရှင်ညီမစက်သွန်မိန်အနှဲငယ်ကိုလှီးပါတယ်ဖြူတဲ့အပိုင်းကိုတော့ပဇွန်နဲ့ကြော်မယ်စိမ့်တဲ့အပိုင်းကိုတော့ခောက်ဆွဲကြော်ထဲမှာထည့်ကြော်ပါမယ်ရှင်ကျဥသုံးလုံးကိုဖောက်ပြီးတော့ညီမစားအနေငယ်ထည့်ခါခလောက်ပါမယ်ရှင်ပဇွန်ကိုလည်းစားအနေငယ်ထည့်ပြီးတော့တမအောင်မှွေထားပါမယ်ဒါလေးကတော့ပဇွန်နဲ့ထည့်ကြော်ဖို့အတွက်ပြင်ဆင်ထားတဲ့ကျက်သွန်ဖြူနဲ့ကျက်သွန်မိတ်ပါအရင်ဆုံးတဲဦးထဲမှာစီထည့်ပြီးကျက်ဥကိုအရင်ကြော်ပါမယ်ရှင်ညီမရဲ့ channel လေးကိုသဘောကျရင် like and share subscribe လုပ်ပေးပါနော်အစင်သစ်ပြင်ထားတဲ့ကျက်သွန်ဖြူနဲ့ကျက်သွန်မိတ်ကိုလှော်မယ်ပဇွန်ကိုပါထည့်မယ်ထည့်ပြီးတော့ပဇွန်ကိုနီလာအောင်လှော်ပါမယ်ရှင်နောက်ပြီးရင်နွေးကိုစူအောင်တေးထားမယ်ခောက်ဆွဲကိုထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ခောက်ဆွဲကိုရင်နွေးအိုးထဲမှာတမအောင်မှွေပေးရပါမယ်ခောက်ဆွဲကိုလည်းအချက်မလွန်သွားအောင်ချိပေးရပါမယ်ရှင်ညီမကမချက်ခင်အားလုံးကိုအစင်သစ်ပြင်ထားပါတယ်ပဇွန်ကျက်သွန်ဖြူချက်ဥဂေါ်ဘီတို့ခောက်ဆွဲပြုတ်ကျက်သွန်မိတ်အစအအရာအစင်သစ်ဖြစ်ပြီးဆိုခောက်ဆွဲစားကြော်ပါမယ်ခောက်ဆွဲကြော်ဖို့အတွက်ကျက်သွန်ဖြူကိုအရင်စီထဲမှာစီသက်ပါမယ်မုံလာဥကမာတဲ့အတွက်မုံလာဥကိုအရင်ကြော်မယ်ပြီးရင်ဂေါ်ဘီတို့ပါထိတ်ကြော်ပါမယ်ရှင်အားလုံးချိန်ပဇွန်မှာထည့်လော်ပါမယ်ရှင်ရွက်တည်နူးလာပြီဆိုရင်ခောက်ဆွဲကိုထည့်ပြီးတော့လှော်ပါမယ်အရွက်နဲ့ခောက်ဆွဲနဲ့တမအောင်မှွေပြီးရင်ချက်ဥလေးကိုကြော်ထားတာလေးကိုထည့်ပါမယ်ရှင်ချက်ဥကြော်ထားတာလေးကိုလည်းတမအောင်မှွေပြီးရင်ချက်သွန်မိတ်ထည့်ပါမယ်ရှင်မိသွားလို့စားနဲ့ပင်းငံမြရေးထည့်ထားတာလေးမရိုက်မိလိုက်ဘူးအားလုံးတမသွားရင်အရန်ကောင်းနဲ့ခောက်ဆွဲကြော်လေးရပါပြီသက်တို့စားကြပါအောင်ရှင်ညီမရဲ့ channel လေးကိုသဘောကျတယ်ဆို like and share subscribe လုပ်ပေးပါနော်ကျေးဇူးအများကြီးတင်ပါတယ်